ဒီနေ့မှာတော့ကမ္ဘာရေးရာတွေထဲကအပူနွေးဆုံးခေါင်းစဉ်တစ်ခုဖြစ်တဲ့ကမ္ဘာတဝင်းက American ပြည်ထောင်စုရဲ့လက်တလောစစ်ရေးလှုပ်ရှားမှုတွေအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။အရှေ့အလယ်ပိုင်းကနေအာရှအထိအာကာသကနေ Cyber စစ်ပွဲအထိ American ရဲ့စစ်ရေးခြေအားခံယူမှုတွေဟာပိုပြီးကျေပြန့်လာသလိုပိုပြီးရှုပ်ထွေးလာပါတယ်။ဘလို့မဟာဗျူဟာတွေလဲပြီးတော့ဒါတွေကကမ္ဘာနိုင်ငံများအပေါ်ဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်လဲ။ American စစ်ရေးလှုပ်ရှားမှုရဲ့အဓိကရွေးချက်ကတော့ကမ္ဘာလုံးဆိုင်ရာဩဇာလွှမ်းမိုးမှုနဲ့တားဆီးနိုင်စွမ်းကိုထိန်းသိမ်းထားဖို့ပါပဲ။ American ပြည်ထောင်စုဟာသူ့ရဲ့နိုင်ငံကိုကာကွယ်ရုံသာမကနိုင်ငံတကာလုံခြုံရေးကိုအာမခံချက်ပေးသူအဖြစ်လဲရပ်တည်နေပါတယ်။ဆိုလိုတာကတရုတ်နဲ့ရုရှားလိုတိုးတက်လာနေတဲ့အင်အားကြီးနိုင်ငံတွေကိုတံပြန်ဖို့မြောက်ကိုရီးယားနဲ့အီရန်လိုရန်လိုတဲ့နိုင်ငံတွေရဲ့ချင်းချောက်မှုတွေကိုထိန်းချုပ်ဖို့ပြီးတော့အရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေပွင့်လင်းနေစေဖို့ပါပဲ။ကာကွယ်ရေးထက်ကျော်လွန်ပြီးဝါရှင်တန်ဟာဒီစစ်ရေးလှုပ်ရှားမှုတွေကိုအင်အားပြမှုတစ်ခုအနေနဲ့လည်းအသုံးပြုပါတယ်။မဟာမိတ်တွေရောရန်သူတွေကိုပါအမေရိကန်ကစောင့်ကြည့်နေပါတယ်။ပြီးတော့အသင့်ပြင်ထားတယ်ဆိုတာသတိပေးတဲ့သဘောပါပဲ။ American တပ်ဖွဲ့တွေဟာဟူသီသူပုန်တွေအဒုံးကြီးပစ်လွတ်စခန်းတွေ drone တွေနဲ့Ras Isa လိုရေနံစခန်းတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ဒီစစ်စင်ရေးတွေကပင်လယ်နီမှာကုန်းတွဲရေကြောင်းလမ်းတွေကိုတိုက်ခိုက်တာတွေမဖြစ်အောင်ကာကွယ်ဖို့ရည်ရွယ်တာဖြစ်ပေမဲ့အရက်သားထိခိုက်မှုတွေနဲ့လူသားချင်းစာနာထောက်ထားမှုအကျက်အတဲတွေအတွက်လည်းစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ယီမင်ရှိတိုက်ခိုက်မှုတွေကအကျဉ်းတောင်တွေနဲ့ရေနဟရုပ်တွေကိုထိခိုက်ခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိုးရိမ်စရာတွေဖြစ်ပေါ်စေခဲ့ပါတယ်။အကျိုးဆက်တွေကတော့နိုင်ငံရေးခေါင်းဆောင်တွေထက်တာမန်ပြည်သူတွေအပေါ်ပိုပြီးတက်ရောက်မှုတွေရှိခဲ့တာပါပဲ။ဝါရှင်တန်ကတိုင်ဖွန်အလဲလက်ပစ်ဒုံးကျည်စနစ်ကိုဂျပန်မှာတပ်ဆင်လိုက်ပါတယ်။ဒီလှုပ်ရှားမှုကတရုတ်နဲ့ရုရှားကိုပြင်းထန်တဲ့သတိပေးချက်ပေးလိုက်တာဖြစ်ပေမဲ့အာရှမှာလက်နက်ပြန်ဆိုင်မှုအသစ်ဖြစ်လာမှာကိုလည်းစိုးရိမ်မှုတွေတိုးပွားစေခဲ့ပါတယ်။တရုတ်ရုရှားနဲ့အီရန်တို့ကဒီလှုပ်ရှားမှုတွေကိုရန်စမှုတွေအဖြစ်မြင်ကြပါတယ်။အမေရိကန်ရဲ့ဖြန့်ကျက်မှုတိုင်းကတန်တန်တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေနိုင်ပြီးကမ္ဘာတဝန်းတင်းမာမှုတွေကိုပိုပြီးမြင့်တက်စေနိုင်ပါတယ်။ American တပ်ဖွဲ့တွေဟာ Tren de Aragua Cartel နဲ့ဆက်နွယ်နေတဲ့ Venezuela မူရစ်စေမောင်ကိုလေးတွေကိုမကြသေးမီကဖျက်ဆီးခဲ့ပါတယ်။ဝါရှင်တန်ကဒါကိုမူရစ်အကြမ်းဖက်သမားတွေကိုတိုက်ခိုက်တာလို့ပြောဆိုပေမဲ့ဝေဖန်သူတွေကတော့ဒါဟာနိုင်ငံတကာနယ်နိမိတ်ဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့ထောက်ပြကြပါတယ်။မူရစ်စေဝါလေတွေနဲ့နိုင်ငံခြားစစ်အခြေစိုက်စခန်းတွေအပေါ်လှုပ်ဆောင်မှုတွေကဥပဒေကြောင်းအရာမေခွန်းထုတ်စရာတွေဖြစ်စေပါတယ်။ဝေဖန်သူတွေကအမေရိကန်ဟာအရင်လုတ်ပြီးမှနောက်မှရှင်းပြလေးရှိတယ်လို့ထောက်ပြကြပါတယ်။ Trump က2020ခုနှစ်မှာစွန့်ပစ်ခဲ့ရဲ့အာဖဂန်နစ္စတန်ရှိဘာဂရန်လေတပ်စခန်းကိုပြန်လည်ထိန်းချုပ်ဖို့အရေးမြစ်ပြောဆိုခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒေသတွင်းမှာတရုတ်ရဲ့ဩဇာကြီးထွားလာတာကိုတံပြန်ဖို့နဲ့တောင်အာရှမှာအမေရိကန်ရဲ့မဟာဗျူဟာမြောက်ခြေရန်ယူမှုကိုပြန်လည်တည်ထောင်ဖို့ပဲဖြစ်ပါတယ်။ရေနံစခန်းတွေနဲ့ကုန်သွယ်ရေးကြောင်းလမ်းတွေတိုက်ခိုက်ခံရတာကကမ္ဘာကုန်သွယ်ရေးစွမ်းအင်ဈေးနှုန်းတွေကစစ်မြေပြင်ထက်ကျော်လွန်ပြီးနေ့စဉ်ဘဝတွေကိုပါထိခိုက်စေပါတယ်။ American အာကာသတပ်ဖွဲ့ဟာဂျိုတုကာကွယ်ရေး electronic စစ်ဖွဲ့နဲ့အာကာသပရိပက္ခဖြစ်နိုင်ခြေအတွက်ပြင်ဆင်တာတွေကိုအာယုံစိုက်နေပြီးစစ်ရေးလေ့ကျင့်မှုတွေလှဆောင်နေပါတယ်။ဒါဟာဒိဗ္ဗံစိတ်ကူးရင်မြတာမဟုတ်တော့ပါဘူး။အာကာသကိုစစ်အသွင်ပြောင်းတာဟာအမှန်တကယ်ဖြစ်လာနေပါပြီ။ American ကဂျပန်၊တောင်ကိုရီးယား၊ဖိလစ်ပိုင်တို့နဲ့ခိုင်မာတဲ့ဆက်ဆံရေးတွေရှိနေပြီးအာရှပစိဖိတ်ဖြန့်ကျက်မှုတွေပိုမိုများပြားလာမှာကိုမျှော်လင့်ရပါမယ်။ American ကဂျူရူဖေစနစ်တွေနဲ့ digital ကာကွယ်ရေးတွေမှာအများပြားရင်းနှီးမြှုပ်နှံထားတဲ့အတွက်အာကာသနဲ့စိုက်ပါစစ်ပွဲတွေပုံမှန်မြင့်တက်လာတာကိုစောင့်ကြည့်ရပါမယ်။အရေးကြီးဆုံးကတော့
တန်တမန်ရေးအကျိုးဆက်တွေကိုတတိထားကြည့်ရပါမယ်။ဝါရှင်တန်ကမဟာမိတ်တွေကိုဆက်လက်စည်းရုံးနိုင်ရင်ပြိုင်ဘက်တွေနဲ့တိုက်ရိုက်စစ်ပွဲကိုရှောင်ရှားနိုင်ပါမလား အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့အမေရိကန်ရဲ့လက်ဒလော့စစ်ရေးလှုပ်ရှားမှုတွေဟာအင်အားကြီးနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုခေတ်အသစ်ထဲကိုဝင်ရောက်လာတဲ့ကဘာကြီးကိုရောင်ကန်ဟပ်နေပါတယ်။ရီမင်တဲကန်တာတွေကနေကဘာမြေအပေါ်ကကောင်းကင်ယံအထိအမေရိကန်ကသူ့ရဲ့အင်အားတွေကိုပြသနေပါတယ်။ဒါပေမဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေချောင်းကနဲ့စီးပွားရေးအရာကုန်ကျစရိတ်တွေကတော့တကယ်ကိုရှိနေပါတယ်။တင်းတို့ရောဘလို့ထင်ပါတယ်လဲဒီလှုပ်ရှားမှုတွေဟာကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက်လိုအပ်ပါသလားဒါမှမဟုတ်ကမ္ဘာကြီးကိုပဋိပက္ခတွေစီပို့ပြီးတွန်းပို့နေတာလားတင်းရဲ့အမြင်တွေကို comment မှာရှိခဲ့ပါအားလုံးပဲအဆင်ပြေကြပါစေ။